တိုင်းရှိကညီမဘယ်လိုဖြစ်နေကြလဲဟဲ့ကောင် तू ကဘာလုပ်လဲ ကျွန်တော်ကမှလေးကျွန်တော်ခိုးလာ ခုလာလို့မရဘူးလေမြို့ကြီးပြကြီးကိုလွတ်တယ်ဆိုတာပညာတော်တင်ဖို့အဲ့လိုလမ်းဘေးကတွေ့ကြတယ်မလာဘူးမဟုတ်ဘူးဟဲ့ မေတွေ့ရခိုးလာမဟုတ်ဘူးကျွန်တော်ချစ်လို့မလာတာ နင်းချစ်လို့မလာတာနင်မလာတဲ့ဟာယူလေကြည့်အောင်တခုလုံးမဲနေနေပါမသိရင်ငါ့အိမ်ရှိကမီးတို့အိမ်ရောက်နေတယ်လို့ပဲ မေမိသွေးမဟုတ်ဘူးဒါကို black lady လို့ခေါ်တယ်သူကလေသူ့မြို့မှာဆိုနာမည်ကြီးမေရဲ့ နာမည်ကြီးကြီးတာလဲဟဲကောင်းတော့ကြီးချင်းတော့ဖြစ်မယ်မထင်ပါဘူးဒီဘက်ကိုတိုးဟဲ့နေယူလိမ့်ရင်လေးနဲ့လေတခြားအလုပ်စားပါငါတော့တတိတမတိလို့နေချူစားချင်လို့ကတ်တယ်ရမလားပြောမှန်မှန်ပြော မမကျွန်တော်ချူစားနေရမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ကလူလူလာလာပေးနေတာ တိတ်ဆန်းနေပေါက်ကိုပိတ်ထားဟဲ့နေထုတ်ရင်နေပြန်โอเคလေ မမမသွားရပါဘူးမမဒီမှာပဲနေ ဟဲ့ငါအိမ်မှာတွတ်တွတ်နေရမရှိဘူးပြောနေတော့လေ ကောင်းပြီလေအဲ့ဆိုလေကျွန်တော်မမနဲ့လိုက်သွားမယ်လာမမ နေအောင်နေအခုတူနဲ့လိုက်သွားမယ်ဆိုလို့ရှိရင်ငါနဲ့အမွေပြတ်ဆွန့်လို့မှာနော်တစ်သက်လုံးကအမေမခေါ်နဲ့ ကောင်းပြီမတင်မေလာတော့မယ် တာတော့အမေကစတာပါတာရဲ့လောကကြီးမှာလေတာပေါ်မှာအမေလောက်ချစ်နိုင်တဲ့သူရှိပါမလားတာရဲ့ကဲထိုင်စိတ်ရှော့အေးစစ်စကားပြောကဲနေလက်ထိုင်ဟာတာအမေကလေဒီလိုမြင်ဝင်းညို့ရုပ်တရက်မြင်လဲရတော့စိတ်ထဲမှာထူပူးပြီးတော့ပြောလိုက်တာပါတာခေါ်လာတယ်ဆိုတော့လေအမေကလက်ခံရမှာပေါ့နေကြအောက်ပြီလားဒါမဲ့ဆွတ်ဆက်လဲပြောမနေနဲ့အောင်ဟဲ့ငါသားရဲ့မိန်းမဖြစ်ထိုက်မဖြစ်ထိုက်ငါစောင့်ကြည့်အောင်ပါနော်ဟွန်းနေလဲဖုံမဲကြောက်မနေနဲ့စဉ်းစားကဲသားရဲ့ဓမင်းစားရအောင် လာမမဒါမှအမနာနဲ့နော်စား လူကြီးကိုဦးချပြီးမှစားလေဘလို့ဟာလေ ဟုတ်ကဲ့ ဘာလို့လဲလား အော်ဦးချပြီမှာစားဆို ဟဲ့ငါပြောတာဒီလိုဦးချခိုင်းတာပြောတာမဟုတ်ဘူးကိုတဲ့အသက်ကြီးတဲ့လူကိုဟင်းလေးတွေကိုဒီလိုခူးခတ်ပြီးတော့အရင်ဦးချလို့ပြောတာနှော့လေပြောလိုက်ရင်ရွေးဖို့ပဲသိတယ်နော်နောက်ရကစပြီးကိုကနဲ့ကိုချစ်စားကြငါတော့ချစ်မကြွေးနိုင်တော့ဘူးနော်ကိုကနဲ့ကိုချစ်ပြီးတော့စားမယ်ဆိုရင်နေမချစ်နိုင်ဘူးဆိုရင်တော့ကိုကနဲ့ကိုစဉ်းစားပေါ့ကြီးတာဖက်စားနင်းလားကြားလိုက်တာမမပါလာလား ပါတယ် တော်ပါသေးရဲ့ မင်းကြီးဟေးတတိထောင်းလေဟေးမင်းကြီးတော့ပြစ်ထားလို့လည်းမကောင်းโอ้ย这母娘亲呢谁用不完ဖြစ်မယ်အော်ဆရာလူနာချင်းနေလေးဘယ်လိုလဲဗျ ဝမ်းသာဆရာပဲခမည်းမျိုးသမီးမှာကိုဝင်ရှိနေပြီဗျ ဗျာ ဟာဒီလောက်လဲဝမ်းသာမနေပါနဲ့ဗျာ မဟုတ်လေဆရာလေအဲ့ဒါလူနာကျွန်တော်မျိုးသမီးမဟုတ်ဘူးဆရာရဲ့ ဟာတာဆိုလားမင်းမလိုက်ခဲ့လားဟေးတာမင်းမျိုးသားလား ဟုတ်တယ်ဒါကျမလေး ဟဲ့နင်ဘာရှောက်ပြောနေရလဲနင်လမ်းမှာမူးလေးနေရတွေ့လို့ငါနင့်ကိုရိုးရိုးတတကူနေရလေ ရှင်နော်စားပြီးနားလဲဝါပြီးထွေးထုံလုံးနဲ့ အာငါနင့်ကိုစားလဲမစားသလိုဝါပြည့်လေထွေးထုတ်ကြအကြောင်းမရှိပါဘူးအနင့်ကိုခုမှသိရလေဆရာကျွန်တော်မှမိန်းမလေးရှိပါရင်တွေးလေးရနေပါပြီ ဟဲ့လူစကားကိုလွတ်လွတ်စပယ်မပြောနဲ့မင်းတာဝန်မဲလိုက်လား ဟာကျွန်တော်ကြိတ်ဆိုကြိတ်ရဲပါတယ်ကျွန်တော်သူနဲ့မပတ်သက်ဘူးပါဘူး ကျမလည်းချိန်ဆိုချိန်ရဲနော် ဟာငါလည်းကြိတ်ရဲလေ ကျမလည်းချိန်ရဲလေ အဲ့ကြိတ်ရဲတဲ့ တော်နှစ်ယောက်သားချိန်မနေကြတဲ့ပိုတေချောင်းကစစ်ဆေးပေးမယ် စစ်ပြားကြိုက်တော့ကစစ်ကျွန်တော်ကြိတ်ဆိုကြိတ်ရဲပါတယ်ကျွန်တော်သူနဲ့မပတ်သက်ဘူးပါဘူး ကျမလည်းချိန်ဆိုချိန်ရဲနော် ဟာငါလည်းကြိတ်ရဲလေ ကျမလည်းချိန်ရဲလေ အဲ့ကြိတ်ရဲတဲ့ တော်နှစ်ယောက်သားချိန်မနေကြတဲ့ပိုတေချောင်းကစစ်ဆေးပေးမယ် စစ်ပြားကြိုက်တော့ကစစ် ဆရာတောင်းမှပါတယ်ဗျာ ဘာလို့လဲဆရာ စောနာကောင်မလေးရဲ့ရင်သွေးကခမည်းရဲ့ကလေးမဟုတ်ဘူးဗျဒါပေမဲ့ကောင်မလေးကလည်းတိတ်ဆိတ်မနဲ့ဘူးခုနေနေသူ့မိသားစုလာခေါ်ရတယ် ပလီဆရာရဲ့အခုမှပဲအလုံးကြတော့တယ်ဗျာ ဒါပေမဲ့ခမည်းရဲ့စစ်စစ်ချက်က ဩဆရာလည်းပို့နေပြီပဲဟိုကျွန်တော်ကလေအဲ့ကောင်မလေးရဲ့ဘိုက်ထက်ကလေးဖင်မဟုတ်ဘူးဆိုတဲ့တင်ဝမ်းသာလာပြီကဲဆရာကျွန်တော်ပြန်အောင်မယ်နော် ညောင်းအဖြေကပေါ်တာဟုတ်တယ်ဒါပေမဲ့ခမည်းကမြုံနေတာဗျ မြုံနေတာဘာကိုပြောရလဲဆရာ မြုံနေတယ်ဆိုတာတက်လုံးဝထာဝရကလေးမရနိုင်ဘူးပြောတာ ဗျာဒါဆိုကျွန်တော်အိမ်ကမိန်းမရဲ့ဘိုက်ထဲမှာရှိရဲ့ကလေးကလာနဲ့ မဒါမောင်တော့အိမ်လာရင် အော်ဟုတ်တယ်လေနန်းရဲ့ဘာဖြစ်လို့အော်နန်းအစင်ရောပြေးလာရင်နန်းတို့တော့မောင်ကြီးတို့ကမချမ်းသာဘူးဆိုမဲ့နန်းစိတ်ချမ်းသာအောင်ထားပါမယ်နော်နန်း
ရပါတယ်မောင်ရဲ့ဟိုမောင်မျက်နှာတရားပြင်ပြီးလိုက်လာပြီပဲဟောကျန်တဲ့အခက်ကလေးတွေကိုတော့ရင်ဆိုင်နိုင်အောင်ကြိုးစားပါမယ် ဟုတ်ပါပြီဗျာလာဝင်ရဘလို့လဲဟာတကယ်ကောင်းပါပဲကွာမိမရေမိမပြောစရာရှိရစနဟိုမှာခြာသိတယောက်လေပူးနဲ့တစ်ဖက်ဒေါမနဲ့တစ်ဖက်စီးသွားတယ်ကွာဟုတ်တယ်ဒါဘလို့ဖြစ်တော့ဆောင်းရတဲ့စီးသွားခြာသိကလည်းဒီတိုင်းပဲဒါဘလို့ဖြစ်တာလဲပြောဘာဖြစ်တာ ဟောအိမ်မတခိုးကတာ တခိုးကတာ နော် မိမဘာဖြစ်တော့တိလဲ ဘာမှတော့မဖြစ်ပါဘူးဒီလောက်နေရတော့လေအခုမှအရင်ကြောက်တာဟဲ့ရတော့ပြောမရှိမဖြစ်ဘူးတော့အရင်ကြောက်တာ ဒါဆိုကျွန်တော်ဟာနွားရခိုင်ထောင်ကြိုက်သူတွေအတွက်ရခိုင်ငပိထောင်လေးရှိတယ်လို့ ဗမာထောင်းလေးကိုမှဆက်ဆက်လေးကြိုက်သူတွေအတွက်ဆက်ပြက်လာငပိထောင်းလေးလည်းရှိတယ်နော် ငါတို့ရတဲ့မြင်းသမီးလာတဲ့ဗျိုးရုပ်ရှင်လာရိုက်တာလေ ဟဲ့ငါကောဘသူတော့ဘသူလာတော့ ဩအကယ်ဒမီကမြင်းသမီးလို့ပြောတယ် ဟဲ့ဒါဆိုဘိုက်ကွန်ဘော ဟာဘလို့လို့ရေးရလဲမြင်းသမီးပါဆိုနေမှာဘလို့လို့ပိုင်ကွန်ဖြစ်ရမှာတော့ အေးပါဟိုကလေအကယ်ဒမီကမြင်းသမီးဆိုတော့နင်းနေရတော့မဟုတ်တော့ဘူးတွားကြည့်ကြမယ်ငါတို့တွေဟဲ့ဘယ်မှာရိုက်ကိုရိုက်နေရလဲ ရွာထိပ်မှာရိုက်ကွင်းတဲ့ထားတယ်တဲ့တွားကြည့်ပါလား တွားကြည့်မယ်တော့လာနင်းနေရငါလောက်ကိုလာလို့လား ဒီအခုပဲတွားကြည့်မှာ အော်တွားကြည့်မှာလို့ဘာကြည့်မှာလဲ ဟောရွာထဲမြင်းသမီးလာတယ်ရုပ်ရှင်လာရိုက်တယ်ပြောတယ်အဲ့ဒါတွားကြည့်မလို့ ဘယ်မင်းသမီးတော့ အဲ့ဒါတော့တခြားမသိဘူးအကယ်ဒမီကမြင်းသမီးလို့ပြောတယ် ဟုတ်လားငါတို့လည်းကြည့်ချင်တယ်တွားကြည့်အောင်လို့ဘာကိစ္စတော့ကြည့်ရမလဲစိတ်ကောဝင်စားမလဲတော့ဒီမှာကြည့်မြင်းသမီးဆိုတာငါတို့ကလေကန်ကောင်းလို့ကြည့်ရတာနော်ဘယ်သူမှငါတို့ရွာကအလကားရောက်မလာဘူးလာပါရဲ့တော်မယ်တော်မယ် ဆင်းထိုက်ပြီးလို့ရှိရင်အဝတ်စားလဲတော့နော်မင်းသမီးနော်ဟုတ်ပြီ ဟဲ့တော်ပြီအဲ့လောက်ဆိုလဲနေလိုက်လဲပြန်နန်းခေါ်တော့မှာပဲတော့ စာရိုက်နေကြပြီ မင်းသမီးကဘယ်တရားဟောအေးလေဘယ်မှာတော့ ဟာဟိုမှာလေအဖြူရောင်ဝမ်းဆန်းနေတယောက်လေ ဟဲ့မင်းသမီးကလည်းမဲတူးနေရပဲသူ့ရွာသူတွေလောက်တော့မလာဘူးတော့ ဟောလာတိုင်းကမြင်းသမီးဖြစ်မယ်ဆိုရင်နင်တို့မြင်းသမီးဖြစ်တာကြပေါ့မြင်းသမီးဖြစ်ပေါ်အရေးချင်းရှိရသေးတယ် အရေးချင်းကရှိရအောင်မဲ ကမင်းသမီးဘယ်လိုဖြစ်နေရလဲမှုမဝင်ဘူးလားလင်ငယ်နေရောက်စားလင်ချမ်းမိသွားတော့ဝမ်းနေနေရမှာလေအခုကမင်းသမီးကဝမ်းချုပ်နေလို့ဖြစ်နေတယ် ဟာဒါရိုက်တာကြီးကလေဒီမှာလင်ငယ်နေလို့လေလင်ကြီးမိတဲ့ကာရိုက်တာဆိုတာမင်းသမီးတွေမထူးဆန်းပါဘူးဒီနေ့ကကြောက်လေအဲ့ကာရိုက်တာရိုင်းနေဟို81ယောက်မြောက်လင်ငယ်ကိုတတိယနေလို့မှုမဝင်ဖြစ်နေတာ ဒါဆိုပြန်ရိုက်မယ်လို့ပြန်ရိုက်မယ် ဘုတ် ကဲပြန်စားမယ်မင်းသမီး 1 2 3 action မောင်ကိုလည်းချစ်တယ်ကိုရုပ်လည်းမခွဲနိုင်ဘူးဒါကြောင့်မို့လို့ရှင်တို့နှစ်ယောက်ကကျမကိုယူပြီးတော့လေညီကိုလိုတင်းတင်းမြတ်မြတ်နေကြဖို့ကျမတိုက်တွန်းတာတော့ရှင်တို့ကမနေနိုင်ဘူးဆိုတော့အယံဝမ်းနေရတယ်သိလား ရတယ်မင်းသမီးဆက်လုပ်ထားမယ်နော်ဆက်လုပ်ထားမယ် တကယ်ဝမ်းနေတယ်သိလားအယံဝမ်းနေ မင်းသမီးအရန်ကောင်းတယ်နော်မဖြုတ်လိုက်နဲ့နော် ဝမ်းနေတယ်သိလားနေပူလို့မှုမဝင်ရတဲ့ချာပဲ